2026မှာလေ့ကျင့်ခန်းစလုပ်မဲ့လူပြောင်းလဲဖို့စတင်မဲ့လူတွေဘယ်ကနေစပြီးတော့ကစားမယ်မသိဘူးဆိုလို့ရှင်တော့အခုပြထားတဲ့ full body workout ကိုနံတက် basic ကနေပြထားပေးပါရနော်ပထမဆုံးတစ်ခုကတော့6ကိုပခုံးကျဲကားထားပြီးတော့ squat ပုံစံထိုင်ထားပြီးမယ်မတ်တရတဲ့ခါကြလို့ရှင်ပေါင်ရဲ့ဘေးကနေပြီးတော့လက်ကိုပခုံးရဲ့အရှိကိုဆွဲတင်ထားပြီးမယ် squat ရဲ့ hammer ရဲ့ကိုနံထရိုး10ချိန်ကနေပြီးတော့စကစားပြီးလို့ရပါတယ်နော်တကယ်လို့ကိုကနိုင်နေဆိုလို့ရှင်တော့15ချိန်ဒါမှမဟုတ်ရှင်အချက်ရည်20 2ခေါက်3ခေါက်4ခေါက်9နိုင်တယ်လို့ဝင်ထားပြီးလို့ရပါတယ်နော်ဒီမှာနံထက်ကတော့အလေးကို 3kg သုံးထားပြီးရဆိုပေမဲ့ကိုကမနိုင်ဘူးဆိုလို့ရှင်တော့ 1kg 2kg ကနေပြီးတော့စကစားပြီးလို့ရပါတယ်နော်ဒုတိယတစ်ခုအနေနဲ့က6ကိုနည်းနည်းကြည်ကြဲလေးကားထားပြီးတော့ sumo squat ကနေပြီးတော့ press ကိုဝင်ထားပြီးမယ် sumo squat ထိုင်တဲ့အခါကျရင်ဒူးကိုဘေးဘက်ကိုကားထားပြီးမယ်ဒူးနဲ့တင်မနဲ့တရမ်းနဲ့ရအောင်ထိုင်ချထားပြီးမယ်အလေးကအောက်ထိရအောင်ဆွဲချနိုင်တော့ဆွဲချဒါမှမဟုတ်ဘူးဆိုလို့ရှင်တော့လေကိုနိုင်တဲ့အနေထားနေပြီးတော့အပေါ်တန်းနေအောင်စတင်ထားပြီးမယ်ရှူသွင်းမဲ့ထိုင်ချထားပြီးမယ်ရှူထုတ်ထားပြီးမယ် press အပေါ်တွန်းတင်ထားပြီးမယ်ဒီရဲ့လေးကျင့်ခန်းကိုလည်းနည်းနည်း10ချိန်15ချိန်အချက်ရည်20 2 round 3 round 4 round ကိုနိုင်တယ်လို့ဝင်ထားပြီးလဲရပါတယ်เนาะဒီနေရာမှာနန်းထက်ကအလေးကို2တုံးသုံးထားပြီးတဲ့ဆိုရင်ကိုကတထုံးမဲနိုင်နေဆိုလို့ရှင်တော့တထုံးနဲ့လည်းသွားလို့ရပါတယ်နော်တတိယတစ်ခုအနေနဲ့နန်းထက်ကတော့ Romanian Deadlift ရဲ့ Damaru ရဲ့ကိုသွားထားပြီးတယ်အလေးကို45ထားပြီးတော့ခြေသုံးတစ်ဖက်ထိဆွဲချထားပြီးမယ်ပြီးတာနဲ့တခါတည်းခါပြီးကိုဆွဲတင်ထားပြီးမယ်သူကတင်မနောက်ပေါင်နောက်ကြောကအစီကို focus ထားပြီးတော့ဝင်ထားပေးပါတယ်နော်ဒီရဲ့လေ့ကျင့်ခန်းကနန်းထက်တို့အလေးကြီးနိုင်တာဖြစ်လို့ကိုကအလေးနိုင်နေဆိုလို့ရှင်တော့ 5kg 7.5kg 10kg နဲ့သုံးပြီးလဲရပါတယ်နော်အကျဉ်းရင်းနဲ့အကြော့ရည်ကတော့ကို့အလေးပေါ်မူတည်ပြီးတော့အရှိရပြောထားတဲ့သူလိုပဲကိုနိုင်တယ်လို့ဝင်ထားပြီးလို့ရပါတယ်Romanian Deadlift ဝင်ထားတဲ့ခါကျရင်အရှိကရင်ဘိုက်ကိုဆွဲညစ်ထားပြီးမယ်တင်မောင်းနောက်ကိုတွန်းမယ်ဒူးကတော့အရှိမထွက်လာခဲ့ပြီးမယ်နဲ့ခါရဲ့ဘေးကိုအလေးကိုဆွဲတင်တဲ့ခါကျရင်နောက်ကျော်ကို focus ထားပြီးညှစ်ပြီးတော့လိုပါမယ်နော်လေးမျိုးမြောင်းအနေနဲ့ကတော့ Carsi လက်ငယ်ဘိုင်ဆက်ခါပြီးဝင်ထားတယ်သူကတော့တင်မဘေးပေါင်ဘေးရဲ့လက်မောင်းရှိရဲ့ကို focus ထားပြီးတယ်အဲ့မှာအရှိကန်ချတဲ့ခါကျလို့ရှင်ဒူးခေါင်းကခြေမောင်းမကျော်ဘဲနဲ့တင်မောင်းအနောက်ကိုတွန်းပြီးတော့ဝင်ထားပြီးမယ်အနောက်ကိုလမ်းတဲ့ခါကျလို့ရှင်လည်းအကျိမလန်းထားဘဲနဲ့အရှိ6ရဲ့ဘေးဘက်ကို cross ပုံစံလေးလှမ်းရပြီပေါ့နော်ဒီမှာအလေးကို 3kg မနိုင်ဘူးဆိုလို့ရှင်တော့လဲကိုနိုင်တဲ့အလေးကိုပြောင်းပြီးတော့ဝင်ထားပြီးလို့ရတယ်အကျဉ်းနဲ့ကြော်ရီကတော့အရှိရပြောထားတဲ့အတိုင်းကစားပြီးလို့ရပါတယ်နော်နောက်ဆုံးတစ်မျိုးအနေနဲ့ကတော့ silent ရဲ့ Damaru ရဲ့ဝင်ထားပြီးရတယ်6ခွာကိုနိုင်တဲ့နေထားကိုကားထားပြီးတော့တင်မောင်းနောက်ကိုတွန်းထားပြီးမြဲအလေးကိုရင်မက်ဘေးကနေပြီးတော့ဆွဲတင်ပြီးလို့ရပါတယ်နော်ဒီရဲ့လေ့ကျင့်ခန်းကနန်ထက်ရဲ့ training တွေမှာဆိုလို့ရှင်တော့ full body နေမှာ basic တွေဖြစ်တဲ့အတွက်ကြောင့်မျိုးဒီကနေပြီးတော့စတင်ပြီးပါတယ်နော်ကိုက basic ကနေပြီးတော့ advanced level intermediate level ထိတဆင့်ချင်းစီတက်ချင်တယ်ဆိုလို့ရှင်တော့နန်းထိုင်ရဲ့ Facebook page ကနေပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ်သင်တန်းတွေအနေနဲ့ Zoom personal training Zoom group training video group training video personal training နဲ့ meal plan တွေအားလုံးရှိပါတယ်နော် basic ကနေပြီးတော့ပဲစပြပေးလို့အားလုံးကစားနိုင်မယ်လို့မျှော်လင့်ပါတယ်နော်